Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပြပြပေးမယ့်အကြောင်းအရာတော့ကျွန်တော်တို့ Google Gemini ကိုအသုံးပြုပြီးတော့ဆိုတာပေါ်မှာထိုင်နေတဲ့ပုံစံကိုလုပ်ပြပေးတော့မှာဖြစ်ပါတယ်အားလုံးဗီဒီယိုကြည့်လိုက်ကြအနေနဲ့ကိုပုံကိုဗီဒီယိုရင်ရိုက်ပါမယ်ခင်ဗျာရိုက်ပြီးရင်လည်းဖတ်ပြီးတော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ Google Gemini ထဲဝင်ပါမယ်Google Gemini ထဲဝင် create image နေမယ်နေပြီးကျွန်တော်တို့အပေါင်းလေးနေမယ်နေပြီးကျွန်တော်တို့ဒီ gallery ထဲဝင်ပါမယ် gallery ထဲဝင်ပြီးတော့ကျွန်တော်တို့ကိုဆိုတာပေါ်မှာတင်မဲ့ပုံရွေးပါမယ်ခဏစောင့်ပါမယ်စောင့်ပြီးတော့ကျွန်တော်တို့ prompt ကို copy ကူးပါမယ်ဗျာလုံးထဲမှာရှိပါတယ်ကျွန်တော်မှတ်ထားတယ်မှတ်ထားတဲ့ပုံကအစဆုံးပြပေးလိုက်ပါဦးကျွန်တော်တို့ Google Gemini ထဲပြောင်းဝင်ပါမယ်။ Pass ချလိုက်ပါမယ်။စာသားနဲ့ပြောင်းလိုက်ပါမယ်ကျွန်တော်တို့အနောက်တိုင်းဝစ်စုံပုံစံနဲ့လုပ်ပြလိုက်ပါမယ်။ဒီနောက်လေးမှာစာသားလေးပြောင်းပါမယ်။ပြောင်းရင်ကျွန်တော်တို့ဒီနားမှာမြားပုံစံမျိုးချက်နေတယ်။ရဲ့ချမ်းမယ်ဒီလိုရောက်ထုတ်ပြီးတော့စောင့်ပြရမယ်။ထုတ်ပြီးနေOkay ရပါပြီ Okay ဗီဒီယိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ် Like and Subscribe နဲ့လုပ်ဖို့မေ့ပါနဲ့ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ပိုင်းမှာ AI နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဝင်ပြပေးတော့မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ